Okay ပါကျွန်တော်ဒီကျွန်တော်တို့ Infinity Tech ကဒီ Hospital AI Assistant တွေကိုကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ကျွန်တော်လောဆယ်ကျွန်တော်အခုဒီစေကံပြဖို့ appointment ယူမယ်ပေါ့နော်ကျွန်တော်အိမ်ကနေပြီးတော့စေးရုံလည်းတွားမယူခြင်းဘူးပေါ့နော်အဲကြောင့်မို့ online ကနေပြီးတော့ယူမယ်ပေါ့နော်အဲဆိုကျွန်တော် start လေးနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဆိုရချင်းယူမယ်ပေါ့နော်ဘယ်လိုကိုညီရဆိုတော့ရချင်းယူမယ်ဟုတ်ပြီရချင်းယူမယ်ဆိုတော့သူကဘယ်ဆရာဝန်နဲ့ပြမလဲပေါ့နော်အဲဆိုကျွန်တော်ကရွေးလိုက်မယ် Dr. Grace ပေါ့နော် Dr. Grace နဲ့ပြမယ်Dr. Grace ဆိုတော့သူဆရာဝန်ရဲ့ဒီကြည့်ရရက်တွေပေါ့နော်ကြည့်ရရက်တွေပေးထားတယ်အဲဒါခြိုက်တဲ့ရက်ရွေးပေါ့ကျွန်တော်18ရက်နေ့ပြမယ်ရက်နေ့ပြမယ်တော့အမီတောင်းနေပါအမီကတော့ဒီရှယ်သူပြန် confirm တာပေါ့နော်ဒါလူနာမီဆရာဝန်ပြန်မဆရာဝန်ရချင်းရက်မှန်လားပေါ့မှန်တယ်ဆိုတော့ yes ပေါ့နော်ဟုတ်ပြီသူကဒီမှာနောက်ငါစည်ရင်းဖြည့်ဖို့ပေါ့ဖောင်လေးချပေးမယ်ပေါ့နော်ဖောင်လေးတင်လိုက်တာနဲ့ဒီချင်းစုံမှုအတီးပြုတ်ရတိုကန်ထုတ်ပေးမယ်နောက်ပြီးတော့ဒီတနာပြုတ်စေးရုံရောက်လို့ check in လုပ်မယ်ဆိုရင်ဒီ vital sign တိုင်းဖို့ပေါ့နော်ဒီ QR code လေးကိုတနာပြုတ်ကိုပြရမယ်ပေါ့နော်အဲဆိုကျွန်တော်ရက်ချင်းလေးယူလိုက်မယ်အဲဆိုနော်အဲဆိုရင်ကျွန်တော်ဒီမှာအသက်ဖြည့်ပေါ့နော်အသက်ဖြည့်မယ်ဒါလေးလူပါလေးပြန်ဖြည့်ပေါ့နော်ဖုန်းနံပါတ်ထည့်လိပ်စာရေးနောက်ပြီးတော့စံတန်ပေါ့ဒါကဒီ primary စံတန်တို့ဒီ address တို့ကဒါပမာလိုပြန်ပြင်လို့ရတယ်ပေါ့နော်ဒါကျွန်တော်အစမ်းပြဆိုတော့ကျွန်တော်အင်္ဂလိပ်လိုပဲထည့်ထားသေးတာပေါ့နော် primary စံတန်ဆိုတော့ကျွန်တော်ချောင်းဆိုးလို့ပေါ့နော်ချောင်းဆိုးဟုတ်ပြီဒါဆိုရင်ဒါ Dr. Grace ရွေးပြီးသားပေါ့နော်ဒီမှာချက်ချင်းကလည်းခဏကကျွန်တော်18ရက်ရွေးထားဆိုတော့ဒီမှာ18ရက်ရွေးပြီးသားပေါ့နော်ဟုတ်ပြီကျွန်တော်ကအခုမှပြမှာဆိုတော့ကျွန်တော် new patient ကိုရွေးလိုက်တယ်ဒီ chat ID ကတော့ဒါ Telegram ID ပေါ့နော်ဒါကတော့ဒါပြန်ပြင်စရာမလိုဘူးပေါ့နော်ဆက်ဒါကျွန်တော် submit လေးလုပ်လိုက်ပေါ့နော် submit လုပ်လိုက်ရင်ရပြီဟုတ်ပြီကျွန်တော်အဲ့ဆို chat ဒီမှာဆိုရင်Telegram နေပြီးတော့ဒါ QR code လေးပို့လိုက်တယ် token နံပါတ်1ကြတယ်နောက်ပြီးတော့စေးရုံရောက်ရင် QR code နဲ့သွေးပေါင်ချိန်တိုင်းဖို့နောက်ပြီးဆရာမစီသွားပေးပေါ့နော်အဲ့ဒါပြီးရင်သွေးပေါင်ချိန်တိုင်းပြီးရင်ဆရာဝန်နဲ့ပြဖို့စောင့်ရမယ်ပေါ့နော်အဲ့လဲကြတဲ့ခါကြရင်ဒီကနေပြီးတော့ကျွန်တော်တို့ဒီလူနာကိုပေါ့အလဲရောက်မရောက်အလဲရောက်ခါနီးဘယ်နှစ်ယောက်လိုသေးရယ်ဒါတွေကို remind လုပ်ပေးပါပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီတစ်ပိုင်းကတော့ပြီးသွားပြီเนาะဒီဒါကြတော့တခြားစမ်းပြမှာကြတော့နောက်တစ်ခုကကြတော့ဒီဒူနာပြူဆရာမနေပြီးတော့ဒီ QR ကိုစကန်ဖတ်လိုက်တဲ့အပိုင်းပေါ့เนาะအဲ့ဒါကျွန်တော်တခြားစမ်းပြပါမယ်ကျွန်တော်ခုဆိုရင်ဒါ register လို့ appointment ယူရပိုင်းပြီးသွားပြီပေါ့เนาะ appointment ယူပြီးတော့ကျွန်တော်တို့ဒါစေးရုံကိုလာပြီးတော့ဒါ check in လုပ်မယ်ပေါ့နော် check in လုပ်ရင်ဒူနာပြူဆရာမစီသွားပြီးတော့ဒီ QR code လေးပြပေါ့နော်ဒူနာပြူဆရာမကနေပြီးတော့ဒီ QR code ကိုscan လိုက်မယ်ပေါ့နော်ဆိုရင်ကျွန်တော် scan လုပ်မယ် scan လုပ်လိုက်တယ်ပေါ့နော်ခုနလူနာနဲ့ပတ်သက်တဲ့ဒီဒါ patient ID နဲ့ပေါ့တိကျပေါ့နော် patient ID နဲ့ခုနဒါscan ဖတ်လိုက်တဲ့လူနာရဲ့ patient ID ပေါ့နော်သူ့ရဲ့ဒါ temperature ရေတိုင်းပြီးရင်ဖြည့်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီဆိုရင်ကျွန်တော်ဟောပေါ့
ဒါကတော့ကျွန်တော် form ကတော့ကျွန်တော်လုပ်ပြီးရင်ရေးပြီးရင်အကုန် submit လုပ်လိုက်ပေါ့နော် submit လုပ်လိုက်လို့ရှိရင်ဒါကဒီ vital sign နဲ့အတူဒီ patient ရဲ့ခဏ information တွေအကုန်ကဒီ doctor ရဲ့အသက်ဆိုင်ရာ doctor ရဲ့ dashboard စီတွားရောက်မယ်ပေါ့နော်တွားပြပေးမယ်ဒီကတော့ကျွန်တော်တို့ဒါဟောပေါ့ doctor dashboard ပေါ့နော်ဒီဟာ dashboard ကတော့ဒီဆရာဝန်တိုင်းကို dashboard တည်တံ့တစ်ခုစီပေးထားမှာပေါ့နော်အဲ့ဒီမှာကို dashboard ကိုဒါ email နဲ့ password နဲ့ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော် login ဝင်လိုက်တယ် Dr. Grace Wilson အနေနဲ့ဝင်လိုက်တယ်အဲ့မှာကျွန်တော်တို့ schedule ပေါ့ဒီနေ့ဒါကတော့ကျွန်တော်ဒီနေ့ date ဟာကြီးပေါ့ဒီနေ့ date မှာ schedule လုပ်ထားတဲ့ appointment ဘယ်သူရှိလဲကြည့်လို့ရတယ်ဟုတ်ပြီနောက်ပြီးတော့ check in patient ပေါ့နော် check in လာလုပ်တဲ့ patient ဘယ်သူရှိလဲကြည့်လို့ရမယ်အဲ့ဒီမှာဟုတ်ပြီဒါဒီလူနာအလက်ရောက်ပြီဆိုရင်ကြောအလက်ရောက်ပြီကြောကိုကြည့်နေပြီဆိုရင်ကျွန်တော်ဒါအကုန်ကြည့်ပေါ့နော်ကြည့်ပြီးတော့ဒီမှာရေးစရာရှိတာရေးလို့ရတယ်နော် follow up date ရွေး follow up date ရေးပြီးလို့ရတယ်ဟုတ်ပြီအမှဆိုရင်ဒီမှာဆိုနာမည်ပေါ့နော် GS ဆရာဝန်ရဲ့နာမည်ရေးပြီးရင်ဒါအကုန်လုံးပြီးပြီဆိုရင်တော့ complete နှိပ်ပြီးတော့နောက်တစ်ယောက်ထပ်ခေါ်ပေါ့နော် call next ဒီ complete and call next ဆိုတာလေနှိပ်လိုက်တာနဲ့ဒီ AI agent ကနောက်အလဲကျတဲ့လူကိုTelegram ကနေပြီးတော့ဒီမျိုး notification ပေါ့အလားအလုံးမှာပေါ့နော်အလဲရောက်ပါပြီပေါ့အဲ့လိုမျိုးအလားလုံးမှာပေါ့နော်ဟုတ်ပြီဒီမှာ data session ကကျွန်တော်ကဒီဘက်မှာ data session data instruction ဆိုပြီးတော့ရေးစရာတစ်ခုပဲထည့်ထားပါပေါ့နော်ဒီထဲမှာဆရာတို့じゃစိတ်ကြဒါ modifying customize လုပ်ပေးလို့ရတယ်ပေါ့နော်physical examination တို့ဒါပြီးတော့ lab investigation နောက်ပြီးတော့ treatment ဘိုင်းပေါ့ဒါ form တွေပေါ့နော်လူတော့ထပ်ဖြည့်ပေးလို့ရတယ်ပေါ့နော်ဟုတ်ဒါဆိုရင်ကျွန်တော်ရေးလိုက်ပြီနော်ဒီမှာရေးလိုက်ပြီးတော့ security နဲ့ကိုခေါ်လိုက်တယ်အဲဒါဆို complete connect နေတယ်ဒါဆိုရသွားပြီပေါ့နော်ဒါဆိုရင် normal check in patient ပေါ့နောက်ထပ်ကြည့်ကြရလူနာမရှိတော့ဘူးပေါ့နော်အဲကြတော့အဲ့လိုလေးပြရတယ်ပေါ့နော်ဒါဆိုရင် check in patient မရှိတော့ဘူးဒါ schedule patient ဆိုရင်ဒါ schedule patient appointment တော့ယူထားတယ်ဒါမလာတာပေါ့မလာတဲ့ဟာပေါ့နော်နောက်ပြီးတော့ပြီးရဲ့ဟာပေါ့ပြီးပြီးသားလူနာကြည့်ပြီးသားလူနာစင်းကြည့်လို့ရမယ်နောက် follow up ခေါ်ထားတဲ့ကို follow up ခေါ်ထားတဲ့လူနာစင်းကြည့်လို့ရမယ်ပေါ့နော်အဲ့လိုလေးလုပ်ပေးထားတယ်ဒီပါဒါကတော့ကျွန်တော်ဟိုပါပေါ့appointment ယူပြီးလို့ဒီဆေးရုံလာပြတဲ့အချိန်မှာပေါ့ကိုယ်လည်းရောက်ပြီလားပေါ့မရောက်သေးဘူးလားဘယ်နှယောက်ကြံသေးလဲမေးလို့ရတဲ့ဟာလေးကျွန်တော် just ဆန်းပြပါမယ်ဟုတ်ပြီကျွန်တော် appointment တော့ယူပြီးသွားပြီပေါ့ယူပြီးသွားပြီအလဲရောက်မရောက်သိချင်တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာအချက်မေးလို့ရတယ်ပေါ့နော်မေးလို့ရှိရင်သူပြန်ဖြေပေးမှာပေါ့နော်ဒီလိုလဲမေးလို့ရတယ်နောက်ပြီးတော့ဒီအလဲမရောက်ခင်ပေါ့တနာရီလို့ဒါမှမဟုတ်နာရီဝက်လို့အဲ့လိုမျိုး remind လုပ်ပေးတာမျိုးလည်းရှိမယ်ပေါ့နော်အဲ့ဒါမျိုးလည်း remind လုပ်ပေးမယ်နောက်ပြီးအလဲရောက်ရင်လည်း remind လုပ်ပေးမယ်ပေါ့နော်ဒီလူနာထားပါတော့အလဲရောက်မရောက်သိချင်တယ်ဆိုလည်းဒီလိုမျိုးမေးလို့ရမယ်ပေါ့နော်အဲ့ဆိုရင်သူကအရှိမလူနာဘယ်နှယောက်ရှိသေးရပေါ့နော်အဲ့လိုလေးပြန်ဖြေပေးပါပေါ့နော်ကျွန်တော်တို့ဒါကတော့ဒါဟောပေါ့ဒီ token စနစ်ပေါ့ token စနစ်ကိုကိုယ်လည်းရောက်မရောက်အိမ်ကနေပြီးတော့တန်းပြီးတော့တည်နိုင်တယ်ပေါ့နော်အဲ့ဆိုရင်လူနာအနေနဲ့ဒီရှေ့မှာဘယ်နှယောက်ရှိသေးလဲရောက်တော့မလားမရောက်သေးဘူးလားချိန်ပြီးတော့ဒီဆေးရုံကိုလာလို့ရတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဆေးရုံကိုအစောကြီးလာကြမလို့ပဲနဲ့အိမ်မှာစောင့်နေပြီးတော့အိမ်မှာပဲထိုင်စောင့်နေလို့ရတယ်ပေါ့နော်ကိုယ်ပါသာလွတ်လွတ်လပ်လပ်ပေါ့နော်ဒါဒီလိုလှုပ်ချင်းအပြင်ဒီလူနာတွေအတွက်လည်းအဆင်ပြေမယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ follower အတွက်ပေါ့နော် follower reminder ပေါ့နော်
အဒီက Telegram ကနေပြီးတော့ဒီ register လုပ်ထားတယ်နောက်ပြီး appointment ယူထားတဲ့လူနာတွေပေါ့နော်အဲ့လူနာတွေကို follow up ပြန်ခေါ်မယ်ပေါ့နော် follow up ပြန်ခေါ်မယ်follow up reminder လေးပို့မယ်ဆိုရင်ဒီagent လေးနဲ့ပို့လို့ရတယ်ပေါ့နော်ကျွန်တော်ဒါစောက်ထားကြတော့ဒီမနက်တိုင်း9နာရီမှာဒီမနက်ဖြန် date ကိုယူလိုက်မယ်ပေါ့နော်မနက်ဖြန် date ကိုယူပြီးတော့ဒီမနက်ဖြန်ကြရင် follow up ခေါ်ထားတဲ့လူနာတွေကိုစစ်ထုတ်လိုက်မယ်ပေါ့နော်အဲ့လိုစစ်ထုတ်ပြီးလို့ရှိရင်အဲ့ဒီသူ Telegram ID ရှိမယ်ပေါ့ Telegram ID သိမ်းထားကြကျွန်တော်ကအဲ့ကြောင့်မို့သိမ်းထားပါပေါ့နော်အဲ့ဒီ Telegram ID ကိုကျွန်တော်က Telegram နဲ့တစ်ဆင့်ဒီfollow up reminder ပို့ပေးမယ်ပေါ့မနေ့ဖြန်ကြရင် follow up ရက်ပါပေါ့နော်booking တင်ထားလို့ရပါပြီဆိုပြီးတော့ booking link လေးappointment link လေးချပေးမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်ထားတာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဆန်းပြပါမယ်အဲ့ဆိုရင်ကျွန်တော်ဒါဒီလိုလေးကြပေးမယ်ပေါ့နော်ဒါတော့မြန်မာလိုပြန်ပြင်လို့ရတယ်ပေါ့နော်ကျွန်တော်ဒါအင်္ဂလိပ်လိုတော့ဖြစ်နေတာပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီ link လေးဝင်လိုက်လို့ရှိရင်ဒါဒီ link လေးမှာအကုန်တော့ဖြည့်ပြီးသားပေါ့နော်အဲ့မှာဒီကချီ complain ပေါ့နော်ဘယ်လိုခံစားရလဲဆိုတော့လေးဖြည့်ပေးလိုက်ပြီးတော့submit လုပ်လိုက်ရတယ်ပေါ့နော်အဲ့ဆိုရင် appointment ယူပြီးသားဖြစ်သွားတာပေါ့နော် follow up အတွက် appointment ယူပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့လိုလေးကျွန်တော်လုပ်ထားတာပါဟုတ်ကျေးဇူးပါဗျ